ကဲလုပ်ငန်းခွင့်ဖိအားရောင်းများတဲ့အမှုဆောင်ရရှိကြည့်တီအောင်ကြီးမားလာတဲ့စီမံကိန်းကြီးတစ်ခုကိုအကောင့်ထဲပေါ်တဲ့အခါဘလို့များကြံ့ကြံ့ခံကြော်ဖက်ကြတယ်လဲဆိုတာကျွန်တော်တို့လေ့လာကြည့်ရအောင်စွမ်းဆောင်ရည်ဖြင့်တည်ရည်သူတဲ့တနာတွေကိုလေ့လာသုံးသပ်မဲ့ဒီတင်ပြချက်လေးကနေကြိုဆိုပါရစေဒီနေ့မှာတော့ Scott H. Young ရဲ့ထိရောက်တဲ့နီလန်းနီရဲ့နာမည်ကြီးပညာရေးဆိုင်ရာ theory တွေရဲ့ကိုချိတ်ဆက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ချက်တွေကိုဆွေးနွေးသွားပါမယ်ဟုတ်ပြီဒီတော့အဓိကပြဿနာကိုစကြည့်အောင်စီမံကိန်းတစ်ခုစလို့ခါစားကဆိုရင်ခေါင်းဆောင်တွေမှာစိတ်အားထက်သန်မှုတွေကတဟုန်ဟုန်တောက်လောင်နေတာပဲလေဒါပေမဲ့လအတော်ကြာလာတဲ့အခါအဲ့ဒီအင်အားတွေလုံးဝပြော့ကွယ်သွားပြီးစိတ်သက်သာစိတ်မှုအောက်ခြေထိရောက်သွားတတ်တာဘာကြောင့်များလဲအလုပ်တွေကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့ကနုစိတ်အားထက်သန်မှုတွေကအချိန်ကြာလာတာနဲ့အမျှလောင်စာကုန်သွားသလိုတဖြည်းဖြည်းပြော့ကွယ်သွားတတ်တာတဘာဝပါပဲဒီတော့ရလက်အနေနဲ့ဘာဖြစ်လာလဲဆိုရင်ကွန်ပျူတာမျက်နှာပြင်ကိုသာဘာလို့ရမှမသိပဲကြောင်တောင်လေးစိုက်ကြည့်နေရတဲ့အခြေအနေမျိုးကိုရင်ဆိုင်လာရပါတော့တယ်။တာမာအဖြစ်မိနစ်20လောက်စိတ်တက်ခွန်အားပေးရနီလန်းကြီးကအချိန်တိုလောင်ငန်းစဉ်တွေအတွက်အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တကယ်ကိုလားနဲ့ချီပြီးပင်ပန်းခတ်ခဲတဲ့ corporate ဟောင်ငန်းစဉ်ကြီးတွေမှာတော့ဒီလိုစိတ်တက်မြင့်တင်နည်းတွေကမလွဲမထွေကြရှုံသွားတတ်ကြပါတယ်။ဒါဟာခေါင်းဆောင်တိုင်းလုပ်ငန်းဝင်နေတို့တိုင်းကြုံတွေ့ရလေးရှိတဲ့အကြီးမားဆုံးအတားအဆီးတစ်ခုပါပဲ။ဒီနေရာမှာ Logan နဲ့ Latham တို့ရဲ့နာမည်ကြီးရည်မှန်းချက်ချမှတ်ခြင်း theory ကိုကြည့်လိုက်မယ်ဆိုရင်စိတ်ဝင်စားစရာပါဒီ theory အရစိန်ခေါ်မှုရှိပြီးတည်ကြတဲ့ရည်မှန်းချက်တွေချမှတ်ဖို့လိုအပ်တယ်လို့အဲ့ဒီရည်မှန်းချက်တွေစီရောက်ဖို့စင်စစ်မပြတ်စိတ်ပိုင်းဆိုင်ရာအာယုစိုက်မှုတွေအများအားလိုအပ်နေပါတယ်ပြဿနာကအာယုစိုက်မှုများလေလေစိတ်ပိုင်းဆိုင်ရာပင်မတွန်းတဲ့မှုတွေကလည်းပိုများလာလေလေဖြစ်လာတတ်ကြပါပဲတကယ်တော့လုပ်ငန်းစဉ် theory တွေဟာစိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုကြီးမားစွာထုတ်သုံးရမှုအပေါ်အပြည့်အဝအခြေခံနေတာပါဆိုလိုတာကစိတ်အားထက်သန်မှုနဲ့မိမိကိုယ်ကိုယုံကြည်မှုမြင့်မားနေဖို့အမြဲတမ်းတောင်းဆိုနေတဲ့အတွက်ရေရှည်မှာခေါင်းဆောင်ရဲ့စွမ်းရည်တွေကိုအလွယ်တကူကုန်ခန်းသွားစေပါတယ်။ဒီလိုစွမ်းရည်တွေအမြဲတမ်းအပြည့်သုံးနေရတာဟာရေရှည်စီမံကိန်းတွေအတွက်တော့လက်တွေ့သိမကြလောက်ဘူးလို့ဆိုရမှာပါ။ကဲဒီနေ့ခုကိုရှင်းကြည့်ရအောင်။တမယောကြရည်မင်းချချမှတ်ခြင်းဆိုတာခွန်အားခုန်ထုတ်ပြီးမိသားတရားကိုအမြင့်ဆုံးပြည့်နေရတယ်လို့မျိုးပါ။ Scott H. Young ရဲ့အခြေခံစံနှုန်းသဘော baseline သဘောတရားကတော့ကာသစီကိုအလိုလျောက်အရှင်ထင်းမောင်းနေတဲ့စနစ်ဖွင့်ထားတာနဲ့တူပါတယ်။တကယ်လို့ကိုမခိုင်မာတဲ့အခြေခံစံနှုန်းတစ်ခုသာရှိနေမယ်ဆိုရင်အလိုလိုဖို့အတွက်ကြီးမားတဲ့စိတ်အားထက်သန်မှုတွေနေ့တိုင်းလုံးဝမလိုအပ်တော့ပဲအလိုလိုပုံမှန်အလုပ်ဖြစ်မြောင်နေစီမှာဖြစ်ပါပဲ။ဆောင်းမားတွေနဲ့ theory တွေကပြောရရင်ပင်ကိုစိတ်အားထက်သန်မှုဆိုတာပင်ဘက်ကဆုလာပေကြောင့်မဟုတ်ပဲအလုပ်ကိုတကယ်ချင်းမြတ်နိုးလို့လုပ်ရတာကိုပျော်ရွှင်လို့အတွင်းစိတ်ကနေပေါ်ပေါက်လာတဲ့စိတ်အားထက်သန်မှုမျိုးပါဒါဟာအလွန်အရေးကြီးတဲ့ဒုညာတစ်ခုဆိုတာမှန်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာဒီလိုအလုပ်ကိုမြင်နိုးတဲ့စိတ်ကနေတိုင်းအမြဲတမ်းတည်ငြိမ်နေဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါတယ်။ဒီတော့အရေးအကြီးဆုံးအချက်ကဘာလဲဆိုရင်တမတ်ရက်တွေ deadline တွေနဲ့ကြီးမားတဲ့အလုပ်ပမာဏတွေရဲ့ဖြီအားအောင်မှာခုနကပြောတဲ့အတွင်းစစ်ခါလာတဲ့အလုပ်ကိုချစ်မြတ်နိုးမှုတွေမလွဲမသွေပျော့ကွယ်သွားတဲ့အချိန်မျိုးရောက်လာပါလိမ့်မယ်။အဲ့ဒီအခါမှာစီမံကိန်းတစ်ခုလုံးလုံးဝကြရှုံးမသွားရအောင်ဒီ baseline ဆိုတဲ့အခြေခံစံနှုန်းကကဲတင်ပေးပါလိမ့်မယ်။ဆီယာမပါတော့တဲ့နေ့တွေမှာတော့မှကိုလို့ရမယ့်အ ਨੇ ဆုံးပမာဏကိုဆက်ပြီးလှုပ်ဆောင်နိုင်အောင်သူအထိန်းထားပေးပါတယ်။ဒီချက်ကိုပုံမြင်သာသွားအောင်စဉ်းစားကြည့်ရအောင်ပါ။စိတ်အားထက်သန်မှုရှိနေတဲ့အချိန်မှာအားကုန်ထိုးလုပ်လိုက်တဲ့အခါရလက်တွေကအမြင့်ဆုံးကိုထိုးတက်သွားတာမှန်ပါတယ်။ဒါပေမဲ့စိတ်တက်ကြတဲ့နေ့တွေမှာတော့ရလက်က3ရအထိကိုထိုးကြပါတတ်ပါတယ်။စင့်ကျင်ဘက်အနေနဲ့ baseline ကိုတိစောက်ထားတဲ့အခါလုံးဝအလုံးမဖြစ်တော့ပဲကြာရှုံးသွားတာမျိုးမရှိတော့ပဲပုံမှန်နဲ့အလိုအလျောက်ထက်ပေါ်နေတဲ့ရလက်တွေကိုတီတီငင်ငင်ဆက်သက်ရရှိနေမှာဖြစ်ပါတယ်။ဒီတော့ပညာရေးဆိုင်ရာလုပ်ငန်းစဉ် theory တွေနဲ့အခြေခံစံနှုန်းကြားကအဓိကကွာခြားချက်ကချင်းလင်းသွားပါပြီ။ theory တွေဟာလူရဲ့စိတ်ပိုင်းဆိုင်ရာစံနှားနဲ့စွမ်းအင်တွေကိုအမြဲတမ်းလိုအပ်နေပါတယ်။ဒါပေမဲ့ရန်ရဲ့အခြေခံစံနှုန်းကတော့လုံးဝအလိုလျောက်ဖြစ်ပြီးအလေးကျင့်အပေါ်မှာပဲအပြည့်အဝအခြေခံထားတာပါ။စိတ်ကလုံးချင်သည်ဖြစ်စေမလုံးချင်သည်ဖြစ်စေအလုပ်ဖြစ်သွားစေတဲ့အလွန်ထိရောက်တဲ့သဘောတရားပဲဖြစ်ပါတယ်ကဲစွမ်းဆောင်ရည်ပြေဝတဲ့အမှုဆောင်အရာရှိပြီးခေါင်းဆောင်တွေအနေနဲ့မြင်မာတဲ့အခြေခံစံနှုန်းကိုထိန်းသိမ်းဖို့အဓိကအလေးချင်း၃ခုကိုလက်တွေ့ကျင့်သုံးနိုင်ပါတယ်။ပုံမှန်အလုပ်ချိန်စရာသတ်မှတ်တာအပတ်စဉ်လုပ်စရာစာရင်းနဲ့ရလက်သတ်မှတ်တာနောက်ပြီးအာယုံထွေပြားစေမယ့်အရာတစ်ခုကိုစွန့်လွတ်တာတွေပါ။အရေးကြီးဆုံးကတော့နာရီပေါင်းပတ်လောက်အလုပ်လုပ်တဲ့ဆိုတာထက်ဥပမာတနေ့ကိုစာလုံးရည်ထောင်ရည်မဲ့ဆိုတဲ့တိကျတဲ့လုံကန်းတောင်ဝင်နေနဲ့ပဲရလက်ကိုတိုင်းတာတင်ပါတယ်။နာရီချီပြီးအလုပ်လုပ်တာကအချင်းကုန်မှုလောက်ပဲစောင့်နေတဲ့အချင်းကိုဖြစ်စီလိုပါပဲ။အဲ့ဒီတော့ခေါင်းဆောင်တွေအနေနဲ့နေ့စဉ်လုပ်ငန်းခွင်မှာဒီလိုကုန်ထိုစွမ်းအားအလေးချိန်တွေကိုဘလို့အစစ်စစ်ပြောင်းလဲတိဆောက်ရမလဲဆိုတာကြည့်လိုက်ရအောင်။ပထမဆုံးကွန်ဖီမနီပြီးမြောက်ရမယ်အနည်းဆုံးပမာဏကိုရှာဖွေပါ။
ဒုတိယအနေနဲ့အဲ့ဒီပမာဏကိုမိမိရဲ့နေ့စဉ်ပုံမှန်စံနှုန်းဖေးသတ်မှတ်ပြီးပါပြီးရင်တော့အဲ့ဒီလောက်ရက်ကိုမိမိရဲ့ရေရှည်မျှော်မှန်းချက်ကြီးကြီးမားမားတွေနဲ့ခိုင်ခိုင်မာမာချိတ်ဆက်ပေးလိုက်ဖို့ပါပဲ တခါတလေပြင်းမကန်ဤချီးမွမ်းခံရတာဒါမှမဟုတ်ဝေဖန်ခံရတာမျိုးစတဲ့ကာလတို့တုံ့ပြန်မှုတွေမလုံးတွေအဖြစ်ပြင်းမှုတွေကိုချီအားထားနေတာဟာရေရှည်မလုံးဝမတည်မြဲနိုင်ပါဘူးတကယ်ကြံ့ကြံ့ခံတဲ့စွမ်းဆိုတာကတော့မိမိရဲ့နေ့စဉ်အသေးအမွှားအလေးအကျင့်လေးလေးကိုနောက်ဆုံးမှရရှိမဲ့အောင်မြင်မှုရဲ့ရှင်းလင်းတဲ့ရေရှည်မျှော်မှန်းချက်ပုံရင်းနဲ့ခိုင်ခိုင်မာမာချိတ်ဆက်ထားခြင်းကနေတောင်တစိုက်မမတ်ဖြစ်ပေါ်လာတာပါ ဒီနေရာမှာ Scott H. Young ရဲ့အလွန်ထိရောက်တဲ့အဆိုအမိလေးတစ်ခုရှိပါတယ်စိတ်အားထက်သန်နေဖို့အကောင်းဆုံးနည်းလမ်းကတော့အတင်းမကြိုးစားပဲနေခြင်းပါပဲကြီးမားတဲ့စိတ်သက်ခွန်အားတွေအမြဲမလိုပဲအလိုဖြစ်မြောက်သွားအောင်အခြေခံစံနှုန်းတစ်ခုတိစောက်ပါတယ်တဲ့ဒါဟာရေရှည် corporate စီမံကိန်းတွေကိုဖျက်ဆီးရမှာစိတ်သက်ခွန်အားအပေါ်အလွန်ကြွမိခိုးနေတာကနေအလိုအလျောက်လေးပတ်နေတဲ့အလေးအကျင့်တွေစီပြောင်းလဲဖို့ဘလောက်အရေးကြီးတယ်လဲဆိုတာကိုအကောင်းဆုံးအနည်းချုပ်ပြလိုက်တာပါပဲစိတ်မပါလဲအလိုဆက်ဖြစ်နေဘူးကအဓိကပဲလေ နီးကုံချော့အနေနဲ့စေးစားစရာမိခုံးလေးတစ်ခုခြံထားခဲ့ခြင်းပါလေခေါင်းဆောင်လေးရဲ့လုပ်ငန်းခွင်မှာအငြင်းတန်းစိတ်သက်တွေမြင့်တင်ပြီးပင်မစွာအလုပ်လုပ်နေရစေးလားဒါမှမဟုတ်ဘယ်ရာကမှလွယ်လွယ်နဲ့တားဆီးလို့မရနိုင်တဲ့ကိုယ်ပိုင်အခြေခံစံနှုန်း baseline တစ်ခုကိုတိစော့ရမယ့်ချိန်များရောက်နေပြီလားဆိုတာပါပဲဒီတင်ပြခြင်းလေးကနေမိမိရဲ့လုပ်ငန်းခွင်ပုံစံတွေကိုပြန်လည်သုံးသပ်ပြီးဆက်လက်လေ့လာစူးစမ်းဖို့စစ်ကူးသစ်တွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်